ကျွန်တော်အဖြစ်ကိုပြောပြအောင်မယ်။နောက်ကနေကျွန်တော်စပါတော့ခုကျွန်တော်ဟန်နိုင်းမှာပဲရှိသေးတယ်။နောက်ကနေစပါတော့မှဆိုတော့ကျွန်တော်စပါကိုသွားတယ်ဘတ်ကိုကျွန်တော်ချိန်လိုက်တယ်။အဲ့မှာသူတို့က10နိုင်မှထွက်မှာကိုခွင့်ဝဲကနေကကျွန်တော်ကိုကျွန်တော်ပြောတော့ကြတော့ကျွန်တော်တို့ဘီယာဖေးကခွန်ခွဲရွေးတော့လို့ရတယ်လေ6ဖေးကခွန်ခွဲနိုင်ပဲတော့လို့ရတယ်ကျွန်တော်ဘီယာတောက်သူတို့ကလည်းခွန်ခွဲမှာခွန်ခွဲကျွန်တော်လည်း7နာရီလို့ပြောတယ်7နာရီတော့လာပါငါပစ္စည်းသိမ်းစရာရှိတယ်ဆိုတာအဲဒါမတင်ထားလိုက်တယ်โอเค7နာရီမတင်လာခဲ့ဆိုတော့အဲဒီ7နာရီမှလာမှမလို့ကျွန်တော်ကဒီနေ့ညပါ booking တင်ထားပေမဲ့အခုကျွန်တော်က booking ကိုတင်ထားတဲ့ပတ်စံတော့ဆုံးခံပြီးတော့သူတို့နဲ့တော့ပေါ့ဒါကြောင့်လို့အိပ်ပြီးတော့မနက်စောကြီးတော့ကျွန်တော်စပါရောက်မှာပါနည်းနည်းတော့လှုပ်ရှုပ်သွားဟိုဟန်နိုင်းမှာဒီနေ့7နာရီဖြစ်နေပြီကျွန်တော်တို့ bus ကကြတော့7နာရီမှထွက်မှာအဲ့တော့သူတို့ကိုကျွန်တော်ကနေလက်ဖေးအပ်ဖက်ပြီးတော့ကျွန်တော်ဒီစေးဘက်ကိုပတ်ကြည့်ညာစေးဘက်ပတ်ပြီးအမှန်စားရရတယ်ကျွန်တော်ဝင်ပြီးတော့စားမယ်ဒီကတောက်နေတာအစမပြည့်ပြီးတော့ပြန်ဆက်ပြီးတော့တောက်မယ်အဲ့ဒါပြီးဆိုရင်ကျွန်တော်ရှာရှိရလေးရှာပြီးတော့ဝင်မယ်လောင်ချံဘက်ကဖြစ်ပေါ့ဒီကျွန်တော်မစားဘူးချံပေါ်một người hai တန်းပြီးစားကြည့်မယ်ဒီကတောင်ဟောစားချုံနော်စားမျိုးစားလာစားနေတယ်ဒီမှာရောက်တဲ့တခြားလည်းကျွန်တော်စားနေအောင်ကျွန်တော်မသိဘူးမတူလို့မျိုးကြည့်ရတာတော့ထဲထဲမှာသားတွေပါတယ်အသားတွေလက်ဆိုတော့ကျွန်တော်မသိဘူးပြန်မြင်ရတာတော့မှုတွေပါတယ်ကစင်းရွက်တွေပါမယ်ဒီပြီဆိုရင်ကျွန်တော်တို့ပင်စင်းရွက်ကိုဒီတိုင်းလေးချင်းလေးနဲ့ချပေးတယ်အနက်ပါတယ်တပါတီကို soft နဲ့လောက်ထားတာလားဒီတိုင်းလားမသိတဲ့အချက်ဟုတ်လားဒီတိုင်းပဲအဲ့တော့ပါတီပါတယ်ဒီနဲ့ပါတယ်ဒီကပါတယ်ကျွန်တော်စကြည့်ပါဦးမယ်အဲ့ပြီးရင်တို့ကျုပ်ကျော်လို့ပြတာလည်းမျိုးဖြစ်ပါတယ်ပြရဟုတ်ကဲ့ဒီနေ့ပြသားတွေကျွတ်တွေပါတယ်ခုပါတယ်ဒီမှာလည်းပြောရင်အမဲဥပြုတ်ပြီးတော့တုတ်သွားဒီမှာဆက်လက်လုံးနဲ့တန်းကျင်သေးပါတယ်တုတ်ထားတယ်အေးလည်းမဟုတ်ဒီဘက်တွေဖက်ပြီးတော့ပြန်ကြောထားတဲ့ပုံစံမျိုးပြုတ်ကြဟုတ်ပြီပြီးရင်ဒီဘက်ဒီကိုက်ဆက်လူမှာပါတဲ့ခင်းနဲ့လို့ပြောကြတာဟွာပါ sauce ပါတယ်အဲ့ sauce ကဟာဆုံးတယ်แล้วสิ่งใดหน้าตัวใหม่กว่าเพิ่นตั้ง ใหญ่น้ำจืดจานนี้เนี่ย Rồi đi bay na đó. cái nếu tôi tìm được là khối tăng người tìm ba cái tủ nhất thì coi kéo thân khuya biết là châu đổ như thế này châu đổ tiền đa tập máy ngày cái này châu làm từ thang này nhớ được còn đây chuyện nào đấy trong đấy có xì nhá tay tay bắt bột rồi khó lúc lại tay thế mà còn một mà một cái cài thu thế này để nó vô quần áo nhưng các bạn cài có vông này cái gì có túi nhỏ cái đồ thì để đi cài có vông cong như này như cổ con nó tiền rồi tiếp tục để nó lên
Mình mặc quần góp rồi, nhưng mà hồi thì có mua vào. အိတ်ချင်းနေပြီစနာကြီးကခွဲတော့မယ်ခွဲဒီကားကမထွက်သေးဘူးလောက်ကြပါအောင်အိတ်ချင်းနေပါကားပေါ်မှာအိတ်စင်ပါတယ်စီရဲ့ဘတ်ကိုင်းလို့နှစ်ချက်ကရင်လေးတွေအောက်မှာတစ်ယောက်ပုံမှာတစ်ယောက်ကိုခန်းနဲ့ကိုရေဘိုးတွေလည်းပေးထားတယ်ဒီမှာအသွင်ချိုးပါတယ်အသွင်နဲ့ပလက်ကောင်းပါတယ်နှစ်ချက်ပါတယ်ဒီမှာအိတ်ဖို့အတွက်အိတ်စေးပါပါတယ်အဲကိုလည်းပါပါတယ်ဒီဘက်ကလည်းကိုပိတ်ချပိတ်လို့ရတယ်သူချဖွင့်လို့ရတယ်ပေါ့နော်တော်တော်လေးမိုက်ပါတယ်အစင်းမြင့်လည်းပြောရပါမယ်အားလုံးပဲခုကတော့ကျွန်တော်မှောင်မဲပေါ့နော်ဒီဘက်မှာကျွန်တော်9နာရီနဲ့မှာ12မိနစ်ရှိပြီခုမှကျွန်တော်လည်းနိုးတယ်သူတို့ပုံမှန်ကားဆိုရင်တော့ကျွန်တော်တို့အချိန်9နာရီရောက်လို့ပြောပြမယ်အနေညကျွန်တော်ထွက်လာတဲ့နောက်ကျတော့ခု9နာရီပဲရှိသေးတယ်မရောက်သေးဘူးအခုလည်းကျွန်တော်ခုမှအရာနိုးတယ်တကားတွေမီးတွေတော့ကုန်ပိတ်ထားပါတော့အခုကျွန်တော်ကကားကကိုယ်လိုက်တက်လိုက်လုံနေတော့ကျွန်တော်အထင်တော့ကျွန်တော်စပါဝတော့ရောက်နေပြီလို့ကျွန်တော်ထင်တယ်အဲ့တော့ကျွန်တော်မှာ helping လုပ်ထားတဲ့ဥစ္စာတစ်ခုရှိတယ် expect လုပ်ထားတာတစ်ခုရှိတယ်စပါရန်လာမယ်ဆိုတော့ပေါ့နောက်ပြီးကျွန်တော်မှာနည်းလေးYouTube ပေါ်တော့နိုင်တဲ့ extra တစ်ခုရှိတယ်အဲ့ဒါကျွန်တော်ငယ်တော့တောင်ချင်းလေးကိုသွားတော့မှလည်းကျွန်တော်ကောက်ပါမှအိတ်လိုက်သွားပြီးတော့မနက်နိုးလာတော့တစ်ခါမှဘွားကမမြင်ဘူးတဲ့တောင်တန်းကြီးကိုမြင်ရတဲ့အရာကတော်တော်လေးမိုက်အခုလေးကျွန်တော်အဲ့ရမှာ feel လေးကိုလို့ကျွန်တော်ကားတစ်စားလုံးမှာကျွန်တော်ဒီဘက်ကတကားကိုပိတ်ထားပါတယ်အခုကျွန်တော်အဲ့တကားကိုဖွင့်ပြီးတော့ကြည့်ပါမယ်ကျွန်တော်ရဲရင်ခုံနေပါပြီ Okay Hello Oh my god Yo Mountain Ayo So beautiful Mana wailing a chase of real life Welcome to Sapa Yes Sapa You go Sapaရှိမယ်ဒီကနေ့စိုက်ခင်းနေရှိမယ်ရလာတဲ့စပါမျိုးလေးရောက်ပါပြီကျွန်တော်နဲ့အတူစပါကိုလိုက်ပြီးတော့လေကြပါအောင်ခင်ဗျာအရန်လာပြီးတော့တဲ့နေရာတွေပေါ်နေကျွန်တော်ဒီနေရာမှာအချိန်နည်းလေးပို့ပြီးတော့ယူပါမယ်ချားမျိုးတွေမှာတော့ကျွန်တော်ရက်ကိုအကန့်တလုံးလိုက်မယ်ပေါ့ဒီမှာတော့2ရက်နေဖို့စိတ်ကူးထားပြီမယ်အခုအတော်လေးမှလာတယ်သွားစီရလဲကြများတယ်ဆိုရင်ကျွန်တော်3ရက်လောက်ယူလိုက်ပါမယ်လမ်းလေးတွေအကွေးကောက်လေးတွေလိုရတာမျိုးခံစားရတာရမ်းမိုက်တယ်โอเคကျွန်တော်အခုစပါကိုရောက်ပါပြီစပါဟိုတယ်ကိုရောက်ပါပြီကျွန်တော်ဒီအစားကတော့ကျွန်တော်ကဟိုဘက်ကရွာဘက်က home stay မှာနေမယ်ဆိုပြီးတော့သွားတာအဲ့မှာဘယ်လိုပြောရမလဲလူလည်းမတွေ့ဘူးတော်တော်လေးခေါင်နေတကားလေးလည်းပိတ်ထားတယ်ကျွန်တော်မြို့ထဲကိုပြန်လာပြီးတော့မြို့ထဲကပဲစံထွေကြတဲ့နေရာကနေငှားလိုက်ပါဆိုတော့ဒီမှာကသွားလိုက်ရေးလည်းလွယ်ကူတယ်ဆိုင်ကယ်ပါညာငှားခြင်းလည်းလွယ်တယ်အကုန်လုံးအဆင်ပြေတယ်ဆိုတော့ဒီမှာငှားလိုက်တယ်ဒါပေမဲ့ဟိုတယ်တော်များများကတော့တည့်တဲ့အတိုင်းပဲseparate bag ဒါမှမဟုတ်တင်သူတို့double room မျိုးတွေလည်းမျိုးလေးပဲရှိရဆိုကြတော့တယောက်တည်းသွားတဲ့အတူအတွက်ကတော့နည်းနည်းလေး budget ကတော့ထိတာပေါ့နော်ဒါမဲ့လည်းသွားချင်တာဟုတ်နော်အဲ့တော့ဒီမှာဘာကြီးပါလဲကျွန်တော်ပြပြအဲ့ဒီမှာဆိုရင်မှသူတို့ bio ပါတယ်သူတို့ chain နဲ့နော်ဒါပြီးရင်သူတို့ဒီမှာ fridge ပါတယ်ဖြော်ရည်တွေပါထည့်ထားလို့ရတယ်အဲ့ဒါပြီးဆိုရင်သူတို့ဒီမှာ TV ပါမယ်ရေတံပူးကလည်း2ဘူးထည့်ထားပေးတယ်မှန်တင်ကုန်ပါမယ်နော်မှန်ပါမယ်
အပီပီဆိုရင်ဒီဘက်မှာအဲကွန်းနဲ့ပါမယ်ဒါသူတို့ဒါဖုန်းတွေအဲကွန်းရမှုတွေရှိမယ်ဒီမှာ view ရှိတယ်တော်တော်လေးမိုက်ပါတယ်မြို့ထဲဆိုပေမဲ့တော်တော်လေးမိုက်ပါတယ်ကျွန်တော်ကြိုက်ပါတယ်ဒီမှာ view ပါ view ကိုထွက်ပြီးထိုင်ခြင်းလေထိုင်လို့ရပါတယ်ခုကျွန်တော်ဒီနေ့ဒီမှာစပါမှာဆိုကျွန်တော်9 နာရီပါအဲ့ဒါကျွန်တော်ကခုညနေတကြီးမိုးချိုးပြီးတော့အပြင်ကိုသွားပါတော့မယ်မနေ့စားမယ်ရှောက်ပြီးတော့စပြီးတော့လဲပါတော့မယ်အားလုံးပဲဒါကျွန်တော်ရဲ့အခန်းလေးကိုကျွန်တော်လိုက်ပြတာပါ